ကပလင်းနဲ့လူရပေါင်းဆက်ထားသလိုနဲ့ကိုညွတ်သွဲကလေးများကတိမ်လာအောင်ပြများပင်လင်ကချဲကိုနေဟန်ချိုးကြသူရဲ့ရွှေရောင်လို့တောင်းဝေးဝါတဲ့သွားလေးတွေဖွေးဖွေးနှူတဲ့ပလဲလေးတွေဒီကုန်းထားပြီးနေတကယ်မေးရတကိုလုံးပဲလာတဲ့အပေါ်ထိုက်ရတနာပေါင်းစုထားလို့နဲ့ယတနာလိုလာကုန်ကျွေသူရဲ့မေးရဲ့အသေးလုံးကတော့စင်ကားကမှကြော